အားလုံးပဲပြီကလာပါဒီနေ့မှာကတော့အရဲလန်ဒလာတဲ့မောင်နှမနှစ်ယောက်အကြောင်းသိဆက်ပြီးတော့မှာဟာဒီနေ့ငါကြိုက်တဲ့ idol တစ်ယောက်တချင်းဆိုတဲ့နေရာမှာတွတ်ဆိုမှာပဲဖြစ်ပါတယ်ဖြစ်တာပါလားဟာငါတော့ရမယ်ဟုတ်တယ်ငါတော့ရမယ်ဖြစ်ဘူးငါ idol ဆိုတော့ငါတော့မှဖြစ်မယ်ကဲဆိုတော့ငါတော့ဘူးဟုတ်တယ်ဟာအမှတဆူဆိုတော့ငါတော့လို့ရတော့မယ်ကဲငါညီမလေးတော့ခေါ်ရမယ်သူက12နာရီစမှာဆိုတော့12နာရီတနာရီစမှာဆိုတော့တော့ရမယ်ခုပဲ12နာရီရောက်ဟဲ့အငယ်မရေဟဲ့你要干你不买是？妈妈也嘞，阿咪包都没干了，ဖြစ်လို့လေ။လိုက်စမ်း။မိုက်ရောလေဘာမှမသိဘူး။ဒါငါတို့ငါရဲ့အကြိုက်ဆုံးဟို idol လေးသိရမလား။သိရလေ။ तू ဒီနေ့တချင်းဆိုနေမှာတချင်းတော့ဆိုမယ်။ငါဆိုမှာတဲ့။ဟဲ့လား။အဲ့စီတမီးလေးလိုက်ချင်တယ်။အေးအားကြောက်သွားမလို့။ဘယ်နာရီတော့12နာရီ17နာရီဟလာမမမင်းလည်းအခုပဲ12နာရီကိုရနေပြီအေးပါဟဲ့ငါအင်ကြီးလေးလိုက်အောင်မယ်ရင်ချိုးဘူးလားချိုးမှာပေါ့မင်းတော့ချိုးရင်ချိုးညစ်ပတ်လိုက်ငါ့လာမပြောနဲ့ဒီကြောက်ရေးချိုးလာအေးတော့ချိုးရမယ်မင်းလည်းအိုမငါကြီးကလည်းညံလိုက်တာငါလည်းတော့မယ်ဒီကိုရအရင်တချင်းအဆူကောင်းတချင်းဆိုတာကောင်းကလေးလည်းပါမယ်နဲ့တူတယ်ဟီငါတော့အဲ့စင်မထိုင်ကြနေတာကောင်းမယ်မိုင်းမင်းလည်းလာပြီလာဟဲ့မိုင်းမင်းလည်းချိုးမယ်ချိုးပေးဟဲ့နေကြည့်ရော8နှစ်ရောက်နေပြီအမကြီးကလည်းချိုးငါလည်းချိုးမယ်ရောစပြတိုက်ဒီကချိုးလို့ကောက်လိုက်တာဘာတော့စပြတိုက်လာဩစပြပေးပြန်လာရောက်ဒီလျအင်းနေရောပဲမမကြီးမီအေးလာပြီလာအင်းနေရလုံးမလုံးနဲ့နောက်ကျလာဒီမှာခဏနေအောင်ငါအင်ကြီးလေးလိုက်အောင်ဟုတ်ဒီမြန်လေဒီအင်ကြီးရလဲမရဒါလည်းမလားဒီအကြောင်းကြီးဒါလေးရလဲတိတ်မလားအမရဲ့အင်ကြီးကရွေးမနေနဲ့ဒါလေးလာဟဲ့ငါ့လာမပြောနဲ့ဒီစပင်းလောက်ရမယ်ငါစပင်းရရှုပ်ပွားကောင်းပြီဖြစ်လိုက်မယ်လှပါပြီဦးရှင်ငါရဲ့ဒီ hair pony မတော်ပြောင်းလဲသွားတယ်နော်အင်ကြီးလေငါကိုရဲ့ချောပီတာလီနင်းတယောက်တည်းမချောသိမယ်နော်ငါ့လာမပြောနဲ့တွားလေဒီဘက်ဟုတ်ကဲ့ပါမမရေငါလည်းအင်းကြီးလလေးလေးရမယ်ရောကလစ်ပဲမယ်ဒီနားမှာတော့ကလစ်ဒီခါလေးပဲပန့်သွားလိုက်ဒါလည်းမပတ်ချင်ဘူးဘာပဲကောင်းမလဲကလေးပဲရောက်ဟုတ်ဒါလေးပဲပန်လိုက်ဟာဒါလေးရဟိုအေးငါ့တော့ကိုကြီးရဲ့တချင်းမှာထည့်ပေးထားဒါလေးပန်သွားတယ်ငါအင်ဂျီလေးလှတယ်ဆိုတော့โอเคမိုင်းသွားမယ်ဘာကြလို့
ပြီးပြီတနား22မိနစ်တောင်ရောက်သွားပြီပဲမြင်လို့ဟောပြီးသွားပြီလေမမကြီးပဲကြံတော့လာတမဲလိုက်ကလေးပိတ်သွားအောင်လေဩလိုက်ကပိတ်နေနောက်ကျနေအောင်မကြီးရလေတမဲတော့ခက်လာကဲတလေးကောက်ခွင့်ရောက်ပါပြီပါပြန်နေနေလေးပြောတော့ကလေးကတော်တော်ကြည့်လို့ဟုတ်ပါဘူးငါလည်းမားကုန်ပြီကနန်းနေဆက်လာခွားရဖုန်းများမဟုတ်ဘူးဒီဆက်ကလည်းကွာရေးကြီးကိစ္စရှိပါတယ်ငါနေရလည်းဖဲမမချီပါလားတမီးမျိုးလက်ပဲတွန်းရင်ဟဲ့နေအသက်ကိုလည်းကြည့်လို့8နှစ်ရောက်နေနင့်ချီဖို့ရွေးရောက်ပြီလားတိတ်နေလိုက်တော့နမို့ဆိုရင်ငါမလိုက်မပို့ပေးဘူးနော်ဟုတ်ကဲ့ဟဲ့ဒီကလက်ကဟိုငါတို့သွားမယ်ကိုအကိုကြီးရဲ့လက်ဆောင်ပေးထားတဲ့ကလက်မလားဟုတ်တယ်လေသူထုတ်လုပ်ထားတဲ့ကလက်လေးငါ့ကြောက်ပေးမပါမိုင်းမပါလာနောက်ကျနေဘာမှဖြစ်ပါဘူးနဲ့မီးပါတိတ်နေပြီးလိုက်လာတော့ခါချီမကအမိုက်ဆိုင်စီရတာပဲမိုင်းကားတိုင်းနေညငါစိတ်ပူတာငါစိတ်တက်တယ်မဟုတ်ဘူးကိုစိတ်တာဒါမယ်လူတွေရောက်နေပြီဒါဒီဘောမမရတော်ကြအလားပြမမလားဒီလေအမကြီးမစားနဲ့နော်အဲ့ဒါတိတ်မမကြီးရလေတမန်ကမောင်းတယ်မောင်းတတ်ပါလေတိတ်ဒီတော့ပါလေဘယ်မှာလဲမသိဘူးဟုတ်တယ်ဟိုမှာချစ်လာဟိုကိုကြီးစားတယ်ဒီလေဟုတ်တယ်ဟိုကိုကြီးစားမှန်တယ်ငါ့ညမလေးဒီမြတ်ဆရာကြီးဒီကိုနေဆရာကြီးမှန်တယ်ဆိုမှာပါနော်ဟဲတိုင်းရုံးနဲ့အဲ့ဒါအဖြစ်ပတ်ညငါ့ကားကြောင့်မမှန်ဖြစ်ဘူးပေါ့လားချုံကားရမနေ့တနေ့ရမှာဘူးကစီငါစမ်းပါဟဲနိုင်လက်နေလာမယ်ဟုတ်လားဒီတော့ရက်ကုန်နေတယ်သူလေဆက်2နာရီတောင်ထိုးနေပြီအမရကားမောက်တာနှီးနေအောင်ငါလည်းမြန်မောင်းနေပါတယ်မောင်းနေပါတယ်ဟဲ့မကတော့ကနေပြီကဲရှေ့ဝင်ဝါဟာတချင်းဆိုနေရပဲကလည်းကနေဝိုးဟိုအရန်ပျော်နေကောက်ပါလေရဝါပျော်စရာကြီးမမရဲ့ပျော်စရာကြီးကဲပျော်စရာကြီးဝါတော့မိုက်တာပဲတချင်းကမဆိုးသေးဘူးလားမသိဘူးဒီတချင်းတန်ကြားကြလာပြီအေးပါဟဲ့သူဆိုလိုက်မှာတော့ငါလည်းလုပ်ပြီဒီနေ့မှာကတော့တချင်းဆိုပြမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးနားဆင်ကြိုက်လိုက်ရအောင်ယေးဝူးချင်းဆိုနေ
တော်လေးအဆိုးတော့မဟုတ်လို့တချင်းဆိုနေရလေမိုင်းရုပ်ဘာဖြစ်ဆိုရလဲလူတွေရတယ်အများကြီးပဲမိုက်တယ်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 ဟဲ့မိုက်တယ်ချိုးကောင်းလိုက်တာဟိုမမတုံးလာမနဲ့ရတဲ့စမ်းမဟဲ့ငါဘာပြောငါမပြန်ချစ်ဖို့ကောင်းကျေးဇူးတင်ပါတယ်ခင်ဗျာကဲဒီနေ့မှာကတော့ဒီအမကြီး၃ယောက်ကအကနဲ့ထပ်ဖြော်ပြေအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ခဏနားမှာပဲဖြစ်ပါတယ်ဒီအကောက်ကြည့်ကျင်တဲ့လူတွေကထိုင်ကြည့်နေလို့ရပါတယ်ခင်ဗျာโอเคဟာမောလိုက်တာငါလည်းနောင်းပါငါလည်းထိုင်အောင်ပါငါညနာလေထွေးတွေပြန်မမကြီး
ဟိုမကတာမိုက်တယ်ဟာတပီတူတဲ့လက်မှတ်တော့ထိုးချင်လာပြီအေးပြီးလို့စိတ်တူလာလိုက်မယ်ငါနဲ့လည်းလက်မှတ်ထိုးချင်တဲ့လူရှိအောင်ပါအဲ့ဆိုရင်အခဏဆင်းအောင်ပါကဲသွားရမယ်ငါဟိုရှိဦးဟုတ်ငါဘူးမမြင်ကောင်းပါမယ်မမို့ဆိုငါအသေးတန်လက်မဲ့ဝိုင်းထိုးခိုင်းနေပါဆိုဟုတ်ညနေရောက်ရောက်နေဩငါကပိတ်ပြန်လို့ဆိုင်ညရောက်မှနဲ့တူတယ်အားတော့ဘယ်လိုစီးမှမရှိထိုင်ခုံဒီမှာပဲထိုင်နေတော့မောလိုက်တာငါလည်းဘလို့ထိုင်နေမှလည်းမသိဟုတ်ခါပဲမိအကမကြည့်ချင်တော့ဘူးမိုင်းမိအကမကြည့်ချင်တော့ဘူးဟိုကိုနဲ့လက်မှတ်တော့ထိုးချင်တယ်ပြီးရောဒါငါလက်မှတ်တော့ထိုးကြရအောင်ယေးလက်လွတ်လိုက်တော့ကွာမမကြီးကလမ်းရှာနေပြီပါမင်းဟဲ့ကောင်မလေးခဏနေအောင်ကိုကြီးဟာဘာဖြစ်လို့လဲကိုကြီးမီလက်မထိုးပေးပါလားဘီရဲ့လက်မလက်မထိုးပေးပါလားဘီရဲ့လက်မလက်မထိုးပေးပါလားအေးထိုးပေးမယ်နော်ရော့ကောင်မလေးတစ်ကောင်ကတော့ကွာစိုးလိုက်တာတကနဲ့ထွက်ပြီးပါမမကြီးဒီကဟိုကိုရမင်းလက်မထိုးပေးတယ်အေးလာကျမတို့လည်းလက်မထိုးပေးပါယေးကိုရထိုးပြီးွားယေးပြောလိုက်တာโอเคအဲ့ဆိုကျမတို့ပြန်တော့မယ်နော်ဘိုင်ဘိုင်ဟုတ်ကဲ့ပါဗျာအမလီဒီမောင်နှမ2ယောက်ရတယ်ဟောအသေးတန်လက်မထိုးပိုင်းယေးပြောတယ်မမယေးမိုင်းဒီနေ့ညတော့ပြီးမအိတ်တော့ဟဲ့နေကဘာလို့မအိတ်ရမှာလဲလာတော့ပြန်မယ်မိုင်းရင်းပြန်ရှင်သူနေတယ်လူတွေအများကြီးနေနေတာလာညလေးတော့တာအမကြီးရောဘာထီးလို့လဲမင်းကစလိုက်မှာလေမင်းရလည်းချက်လာတော့ဒီထဲဝင်နေတာဘာလဲမနေဘူးသွားမယ်ဟဲ့လားငါတို့ပေါ်ထက်တယ်မယ်အဲ့လာပိုက်ဝါလူမငယ်လို့ငါရေးလာစမ်းမဟဲ့တက်ပြီတောက်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့ကျမှနောက်ထပ်တစ်ပုဒ်တင်ဆက်ပေးသွားပါမယ်အားလုံးပဲ bye bye